မင်္ဂလာပါကျွန်တော်မောင်တီဟရဲ့ Audiobook Channel လေးမှာပြန်လည်ကြိုဆိုပါရစေ။ဆရာတင်ထွေးရေးသားခဲ့တဲ့တတိယမြန်မာနိုင်ငံတော်တည်ထောင်သူဦးအောင်ဇေယျဆိုတဲ့စာအုပ်ကိုအပိုင်းနဲ့အဖြစ်ဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။အခါခွင့်သင့်ခဲ့ရင်တော့ဆရာရဲ့မူရင်းစာအုပ်ကိုဝယ်ယူဖတ်ရှုပေးပါရန်တောင်းဆိုပါရစေ။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဟန္တာဝတီမင်း၏စစ်တီတို့အင်းဝကိုလာရောက်တိုက်ခိုက်တော်မူဟုသောသတင်းများဖြစ်နေခဲ့ရာမှာ1113ခုနှစ်တွင်ဟန္တာဝတီမင်း၏စစ်တပ်သည်အင်းဝသို့ချီတက်ဖြစ်လာသည်အင်းဝကိုသိမ်းပိုက်ရန်ရေတပ်ကြီးတပ်တို့ဖြင့်ဆန်တက်လာခဲ့ကြသည်ယင်းသတင်းကိုဦးအောင်ဇေယျလည်းကြားသိခဲ့သည်ကြားလင်ကြားချင်းသူကမြို့ရွာလုံခြုံရေးကိစ္စများကိုအရေးတကြီးဆောင်ရွက်ခဲ့သည်ဦးအောင်ဇေယျသည်လူအများပြားကိုကောင်းဆောင်၍မုတ်ဆိုးပူမျိုးကိုစနစ်တကျကာကွယ်ခဲ့သည်ကာကွယ်ရေးအစီအစဉ်များကိုစနစ်တကျကြိုတင်ဆောင်ရွက်ခဲ့သည်မုတ်ဆိုးပူမျိုးကိုပတ်ဝိုင်း၍တာပေါင်း480ရှိထန်းလုံးတပ်ပစ်စင်ရင်လျှောက်ကတုတ်ရှင်သားကျုံမြောင်းနှင့်တကွခိုင်ခိုင်မာမာတိဆောက်ခဲ့သည်အနီးနားရှိရွာပေါင်း46ရွာမှလက်နက်စင်မြင်းကရိယာတို့ကိုလည်းထန်းလုံးတပ်အတွင်းသို့ယူဆောင်ထားစေခဲ့သည်ထို့ပြင်ထန်းလုံးတပ်အပြင်ရှိရေတွင်ရေကန်ဆဲစသည်တို့ကိုဖျက်ဆီး၍စစ်တလင်းရှင်းထားခဲ့သည်မြို့ရွာကာကွယ်ရေးအတွက်တပ်သားများကိုဦးအောင်ဇေယျကစုဆောင်းခဲ့သည်စုဆောင်းရရှိပြီးသူများအားပြောင်းတနက်လက်နက်အပြစ်ခတ်ဓာခုတ်လှန်ထိုးဒိုင်းရီလွှာရီကျွမ်းကျင်သူတို့ကမိမိတို့တက်ကျွမ်းသမျှသောစစ်ပညာများကိုအပူတပြင်းတင်ကြားပေးခဲ့ကြသည်မြင်းစီအဲမောင်တန်ကျင်ကျွမ်းကျင်သူတို့ကလည်းသူတို့တက်ကျွမ်းသည့်များကိုတင်ကြားပြသပေးခဲ့ကြပြန်သည်အင်းဝတွင်စစ်မှုထမ်းခဲ့သူများကဦးအောင်ဇေယျတပ်၌လာရောက်ပူးပေါင်းကြပြီးသူတို့ကပင်လူငယ်လူရွယ်တို့အားစစ်ပညာများကိုတင်ကြားပေးကြရာလွန်စွာပင်ထိရောက်အောင်မြင်ခဲ့သည်ယင်းစစ်မှုထမ်းဟောင်းတို့သည်အင်းဝပြက်လျင်မြန်မာကိုရန်သူတို့လက်အောက်ရောက်ရမည်ကိုလွန်စွာပင်စိုးရိမ်ခဲ့ကြသည်ထို့ကြောင့်ရန်သူလက်အောက်မရောက်ရေးစစ်အောင်နိုင်ရေးအတွက်စစ်ပညာများကိုအထူးပင်ဂရုစိုက်၍တင်ကြားပေးခဲ့ကြသည်မုတ်ဆိုးပိုထန်းလုံးခံတပ်အတွင်းရှိမြန်မာလူငယ်တို့မှလည်းစစ်သွေးများကြွလျက်ရှိသည်ဦးအောင်ဇေယျ၏ခံမှန်းသုံးသက်ချက်ကိုသူတို့ကကောင်းစွာပင်အားပြောလျက်ရှိသည်သို့သောဟန္တာဝတီမင်း၏စစ်တီတို့မှကအင်အားတောင့်တင်းပြီးအင်းဝကိုသိမ်းပိုက်ရန်ချီတက်လာနေကြပြီဖြစ်သည်မကြာမီအင်းဝကြမီမှတေချာခဲ့သည်အင်းဝကိုသိမ်းပိုက်ပြီးလျင်ဟန္တာဝတီဘုရင်ကအဆူဆူအကွဲကွဲဖြစ်နေသည့်သူများအားသူတစ္ဆာခံစေမည်ဖြစ်သည်ဟန္တာဝတီဘုရင်၏တန်တမန်တို့ကနေအနှံ့သွားရောက်ကတစ္ဆာခံရန်လှုပ်ဆော်တိုက်တွန်းကြပေလိမ့်မည်သူတို့ကဦးအောင်ဇေယျတို့၏မုတ်ဆိုးဘူးတို့လည်းရောက်လာကြလိမ့်မည်ဦးအောင်ဇေယျခံမှန်းတွက်ချက်သည့်အတိုင်းနိုင်ငံရေးအခြေအနေတို့ကရောက်လာခဲ့သည်မဟာဓမ္မရာဇာတိပတိတစိတ်နာခံတော်ရှိသောလောကတရဖူဒါယကာမင်းတရားကြီးမှာပြည်ထရေးနှင့်စီမံအုပ်ချုပ်ရေးကိစ္စများတွင်ကိုတော်တိုင်မစီရင်တော်မူခဲ့အပျော်ရွှင်တပင်တို့ဖြင့်သာအချိန်ဖြုံးလျက်ရှိခဲ့သည်အခြေအနေမှာဟန္တာဝတီသားတို့ထိုးစစ်ကိုမဟာဓမ္မရာဇာတိပတိတပ်များကြံ့ကြံ့ခံနိုင်မည်ပုံမပေါ်ခဲ့1113ခုနှစ်တွင်ဟန္တာဝတီဘုရင်သည်ညီတော်ဥပရာဇာနှင့်တကွဗညာဒလပန်းစသောတပ်မူဗိုလ်မူသူရဲသူမတ်လက်နက်စင်မြင့်များနှင့်အတူအင်းဝမြို့နှင့်စကိုင်းမြို့များရှိရာသို့ချီတက်လာပြီးဝိုင်းရန်ပိတ်ဆို့ထားခဲ့သည်1113ခုနှစ်တဘိုရဲလပြည့်ကျော်ရှိရက်နေ့တွင်စကိုင်းမြို့ပြတ်ခဲ့လေသည်စကိုင်းမြို့ပြတ်ပြီးသည့်နှင့်ဟန္တာဝတီဘုရင်ကအင်းဝမြို့ကိုဆက်လက်ချီတက်ပိတ်ဆို့ခဲ့ပြန်သည်အင်းဝမြို့တွင်မှဟင်းရွက်ခူရေခတ်မြကိုပင်ထွက်ခွင့်မပေးဘဲကြီးတက်ရေတက်အထက်ဖြင့်ပိတ်ဆို့ထားခဲ့သည်မြို့ရင်းသားတို့ကြာရှည်စွာမခံနိုင်ခဲ့အစာရေစာရှားပါးပြက်လက်လာခဲ့ရာနောက်ဆုံးတကူလဆန်း6ရက်နေ့၌အင်းဝအပြင်မြို့ပြက်ခဲ့သည်လဆန်း10ရက်နေ့တွင်အင်းဝအတွင်းမြို့ပြက်ခဲ့သည်တို့ဖြင့်ညောင်ရမ်းမင်းဆက်မြောက်ဟန္တာဝတီပါမင်းကြီးအမည်နှင့်အညီမြန်မာမင်းမှာဟန္တာဝတီတို့ပါတော်မူသွားခဲ့ရရှာသည်ညောင်ရမ်းမင်းဆက်လည်းပြက်ခဲ့တော့သည်ဦးအောင်ဇေယျခံမှန်းတွက်ချက်ထားခဲ့သည့်အတိုင်းပင်ဟန္တာဝတီဘုရင်ကအင်းဝကိုသိမ်းပိုက်ပြီးသည့်နှင့်မြန်မာမင်း၏တစ္ဆာတော်ခံများဖြစ်ခဲ့ကြသည်သို့သောမြန်မာတိုင်းရင်းသားတိုင်းကဟန္တာဝတီသားတို့ထံအညံ့မခံကြမိမတို့လက်ဝယ်ရှိသောလက်နက်များမအပ်ခဲ့ကြတိုးဝှက်ထားခဲ့ကြသည်မြေကမ်းရှိလူများကလည်းမိမိတို့ပိုင်ကုန်းလေးလောင်းလေများကိုရေအောက်သို့ချကာနစ်မြုပ်၍ဝှက်ထားခဲ့ကြသည်ထိုကာလများအတွင်းဦးအောင်ဇေယျသည်သူထန်းလုံးခံတပ်ကိုခိုင်မာသည့်ထက်ခိုင်မာအောင်တိဆောက်ခဲ့သည်သူလူများကိုစစ်ပညာများပြီးဝနေစေရန်တင်ကြားစေခဲ့သည်လူအင်အားကိုလည်းဆက်လက်စုဆောင်းစည်းရုံးခဲ့သည်အင်းဝကိုဟန္တာဝတီဘုရင်သိမ်းပိုက်ပြီးတနှစ်ကျော်အကြာ1114ခုနှစ်ကစုံလဆန်း8ရက်ကြာသပတေးနေ့၌ဦးအောင်ဇေယျမျှော်လင့်သည်များဖြစ်ပေါ်လာခဲ့တော်သည်ထိုနေ့တွင်ဟန္တာဝတီဥပရာဇာကမုတ်ဆိုးဘူမျိုးစားဗလနန္ဒကျော်စွာဖွဲ့ခံ
ဦးအောင်စေရထံသို့လူ30စေလွတ်ပြီးတစ္ဆာတော်ပေးပို့သည်ထိုအချိန်တော်ပင်ကိုယ်ကုံနာအိမ်ကလည်းလူ20ဖြင့်တစ္ဆာတော်ပေးပို့စေလွတ်သည်နိုင်ငံမှာစီလုံးခြင်းမရှိအကွဲကွဲပြားပြားဖြစ်နေခဲ့ရာစင်ပြိုင်အုပ်ချုပ်သူတို့ပေါ်ပေါက်လာခဲ့သည်ရင်းတို့ကပင်မိမိတို့နှင့်နီးစပ်ရာလက်လန်းမိရာများကိုတစ္ဆာတော်ခံစေခဲ့သည်ဦးအောင်စေရထံသို့လည်းဟန္တာဝတီဥပရာဇာနှင့်ကိုယ်ကုံနာအိမ်တို့ထံမှတစ္ဆာတော်ခံစေသည့်အဖွဲ့များတပြိုင်တည်းရောက်လာခဲ့ခြင်းဖြစ်သည်ရင်းတို့နှစ်ဖွဲ့တပြိုင်တည်းရောက်လာခဲ့တော်လဲဦးအောင်စေရတွင်ပြဿနာမရှိခဲ့သူကနီးပရိယေကျွဲဝါစွာဖြင့်ရင်းနှစ်ဖွဲ့ကိုရှင်းပေးခဲ့သည်ဦးအောင်စေရသည်နီးပရိယေကျွဲဝါသည့်အတိုင်းတန်နှစ်ဖွဲ့ကိုတဲကန်နာများတိဆောက်၍ကျွေးမွေးဧည့်ခံခဲ့သည်ထိုအခါဦးအောင်စေရ၏မိဘများဖြစ်ကြသည့်မင်းညိုဆန်နှင့်စောင်းငင်းဦးတို့သည်တားထံရောက်လာခဲ့ပြီးလက်နက်အားစစ်တီအင်အားငွေကြေးအင်အားအစတာလွန်နေသည့်ဟန္တာဝတီဘရင်အားအခြားသောမျိုးသားများကဲ့သို့ပင်စီးစိမ်ဥစ္စာထက်ဝက်ပေးပြီးလောလောဆယ်တွင်တစ္ဆာတော်ခံရန်တိုက်တွန်းစကားပြောကြားကြသည်ထိုအခါဦးအောင်စေရ၏မိဘများဖြစ်ကြသည့်မင်းညိုဆန်နှင့်စောင်းငင်းဦးတို့သည်တားထံရောက်လာခဲ့ပြီးလက်နက်အားစစ်တီအင်အားငွေကြေးအင်အားအစတာလွန်နေသည့်ဟန္တာဝတီဘရင်အားအခြားသောမျိုးသားများကဲ့သို့ပင်စီးစိမ်ဥစ္စာထက်ဝက်ပေးပြီးလောလောဆယ်တွင်တစ္ဆာတော်ခံရန်တိုက်တွန်းစကားပြောကြားကြသည်သို့သောဦးအောင်စေရကလက်မခံခဲ့မိဘတို့ကိုအကြောင်းအကျိုးရှင်းပြခဲ့သည်မြည်ဒီကိုမျှစိုးရိမ်တော်မမူကြပါနဲ့ယောက်ျားကောင်းတို့မြည်ဒီမှာလုံလဝီရိယအကြံစီကိုလျှော့မီမဟုတ်ပါလူများကတစ္ဆာခံတော်လဲကျွန်တော်တို့ကြောက်ရွံ့ဖွယ်မရှိပါလူနည်းတွေများသည်မှာပဒါနမဟုတ်လုံရည်ကျမ်းရည်တာပဒါနဖြစ်သည်ပြည်သူပြည်သားအကျိုးသာသနာတော်၏အကျိုးဆွေတော်မျိုးတော်တို့၏ကျေးဇူးကိုဆက်ပါမည်ထိုအခါမင်းညိုဆန်ကဗမာပီပီနောက်မဆုတ်တန်းကြံပါလေဟုသားအားပေးစကားပြောခဲ့သည်မိဘနှစ်ပါးပြန်သွားလျင်ဦးအောင်စေရသည်သားတော်များညီတော်ဆွေတော်မျိုးတော်နှင့်အမှုထမ်းတို့အားတိတ်တဆိတ်ခေါ်၍တိုင်ပင်ညှိနှိုင်းခဲ့သည်လူဆုံးသောအခါဦးအောင်စေရကယခုရောက်ရှိနေသည့်တရမန်များကိစ္စနှင့်ဆက်လင်း၍မိတို့ကြံစီရန်တင့်လျော်မီနည်းဟုမေးမြန်းခဲ့သည်သားတော်ကဟန္တာဝတီမင်းစစ်တီတို့အင်းဝကိုရရှိသည်မှာလူကြီးကောင်း၍ရသည်မဟုတ်ပါအင်းဝရွှေနှန်းရှင်ကလည်းကံမကောင်းဗမာအပေါင်းကလည်းပေါ့ပေါ့ရော့ရော့နေတယ်ကြိုးကြိုးပန်းပန်းအမှုမထမ်းကြသောကြောင့်လွယ်တကူရရှိခြင်းဖြစ်သည်ဟန္တာဝတီမင်းစစ်တီများချီလာလျင်ကျွန်တော်တို့ကခံနိုင်အောင်ခံကြမည်ဟုလျှောက်တင်သည်ဦးအောင်စေရကညီတော်အားမတရာအုပ်ဖို့ကကိုရှမ်းတို့အတွက်ကိုရောမီတို့စီမံတင်တယ်လဲဟုမေးလေသည်ညီတော်ကမတရာအုပ်ဖို့မှာတစ်စခန်းနှစ်စခန်းမြသာနီးလာသည်မကြီးတော်ဤခင်မွန်းစီတာမင်းကြီးကလည်းကိုရှမ်းတို့လက်တွင်ရှိနေသေးသည်အခိုက်အတန့်အားဖြင့်ကိုတို့၏တစ္ဆာကိုခံပြီးသူတို့နှင့်ပူပေါင်းကတိုက်ခိုက်မည်ဟန္တာဝတီသားတို့အေးနှိမ့်၍ပြန်ကြလျင်မြောက်ဘက်တစ်ခွင်ရှိမြို့ရွာများကိုသိမ်းယူ၍တင့်တယ်လို့ကြံတင်ပါသည်ဟုလျှောက်ထားသည်ညီတော်ဤလျှောက်တင်ချက်ကိုနားထောင်ပြီးသည့်နောက်ဦးအောင်စေရကအဆုံးဖြတ်ပေးသည်ညီတော်ဤလျှောက်တင်ချက်မှာတင်းပါသည်သို့သောကိုတို့၏တစ္ဆာကိုခံပြီးမှပြန်လည်၍စတင်တိုက်ခိုက်ရလျင်တစ္ဆာမဲ့သူဟုပြောထုံးဖြစ်ရော့မည်ထို့ကြောင့်ဘသူတစ္ဆာကိုမျှခံယူပွဲမရှိကိုတို့ကိုနှုတ်ရည်ဖြင့်ပြောဆိုပြီးကြံတင်သည်ရင်းတို့တိုင်ပင်ညှိနှိုင်းပြီးနောက်တန်နှစ်ဦးစလုံးကိုခေါ်ယူတွေ့ဆုံသည်တန်တို့အားဦးအောင်စေရကနှစ်ဦးစလုံး၏တစ္ဆာကိုခံရန်မှာအခုလောလောဆယ်တွင်မဖြစ်နိုင်တဦးတည်း၏တစ္ဆာကိုသာခံယူရန်တင်သည်ထို့ကြောင့်တန်နှစ်ဦးအနက်တဦးနှင့်တဦးရှင်းလင်းရန်ရှိသည်တို့ကိုရှင်းလင်းတင်သည်အကြီးအကဲဖြစ်ကြောင်းဆောင်ရွက်တင်သည်အကြီးအကဲဖြစ်ကြောင်းဆောင်ရွက်ပြီးသည့်အခါတွင်မှယင်းအကြီးအကဲထံတွင်တစ္ဆာတော်ခံယူပါမည်ဟုအမိန့်ဆိုပြီးလျင်အထိုက်လျောက်လက်လာပများပေး၍ပြန်စေခဲ့သည်တန်တို့အားပြန်စေခဲ့ရာ၌ဦးအောင်စေရတွင်အစီအစဉ်တစ်ခုရှိနေသည်ထိုအစီအစဉ်တိုင်းအကောင့်ထဲပေါ်နိုင်ရန်ဦးအောင်စေရကပြပြစွာဆောင်ရွက်သည်ဦးအောင်စေရ၏စီမံချက်အတိုင်းကွေ့တံများကိုစီတာမင်းကြီးအားငယ်၍ကောင်းမွန်စွာကျွေးမွေးပြီးကြောက်မြောင်းစိတ်ကန်းအရောက်လိုက်ပို့စေခဲ့သည်အခြားတန်တို့ကိုမူကားဟန်လင်းရွာတောင်ဘက်ခြုံပိတ်ပေါင်းထူထပ်ရာအရက်မှစီးကြိုတိုက်ခိုက်ရာ9ဦးခန့်သာလက်လွတ်ထွက်ပြေး၍အင်းဝသို့ပြန်လည်ရောက်ရှိနိုင်ကြသည်လက်လွတ်ထွက်ပြေးလာသူတို့ကအကြောင်းစုံကိုပြန်လည်ပြောပြခဲ့ရာဟန်တာဝတီမင်းစစ်တီတို့မခံမရက်နိုင်ဖြစ်ကြသည်ထို့ကြောင့်ဥပရာဇာကမုတ်ဆိုးဗိုလ်သားတို့အနေဖြင့်တစ္ဆာတော်ခံလျင်ခံစေမခံလျင်တက်လေဟု1114ခုနှစ်ကဆုံလဆန်း12ရက်နေ့၌လက်နက်ကင်လူ3000ခန့်ကိုအမိန့်ပေး၍မုတ်ဆိုးဗိုလ်တို့ဆေလွတ်သည်ယင်းအကြောင်းကိုဦးအောင်စေရကလည်းကြိုတင်ကြားသိခဲ့သည်ကြားသိလျင်ကြားသိခြင်းဦးအောင်စေရကမြို့ရှိချောင်းသားတော်ဆက်လာလန်းဝဲရာတွင်တစ်ဖက်လျင်မြင်းစည်းသူရဲ100စီရှုမီတနက်ဆွဲသူ900တန်ကျင်းနှစ်ဖက်ချုံတို့ဆွဲသူရဲမတ်900တို့ကိုပုံအောင်နေရာယူ၍အသင်ဆောင်ဆိုင်နေစေခဲ့သည်ထို့နောက်ဩ
အုံးတဆင်မြင်းကောင်းဒေဝသည်ဟဘရင်နှင့်လူ10ယောက်တို့ကိုခရီးဦးကြိုးဆိုဟန်ပြု၍အသင့်ထိုးထားသည့်တန်တဲ့ကနားသို့အရောက်သွေးဆောင်ခေါ်ယူစေသည်ခရီးဦးကြိုဟန်ပြုသည်ကိုအမှန်တကယ်ယုံကြည်၍ဟန္တာဝတီမင်းစစ်တီတို့ကလိုက်ပါလာကြသည်သို့သောတောဆက်သို့ရောက်လျင်ပုံးကွယ်နေသောမြင်းတီတော်တို့၏အရေးရောင်များကိုမြင်တွေ့၍ရိပ်မိကုန်ကြတော့သည်ထိုအခါသူတို့ကဒေဝတိဟဘရင်ကိုရုတ်တရက်လှန်ဖြင့်ထိုးလိုက်ရာထိုနေရာ၌ကျဆုံးခဲ့သည်ပုံးကွယ်နေသောရဲမတ်တို့လည်းတနက်များဖြင့်တန်ကျင်များဖြင့်ထိုးရိုက်ကတိုက်ခိုက်ကြသည်မြင်းတပ်သားတို့ကလည်းနှစ်ဖက်ညှက်၍ထိုးခုတ်တိုက်ခိုက်ကြသည်အများပြားသေဆုံးပြီးတုံပန်းအများပြားကိုလည်းဖမ်းဆီးရမိခဲ့သည်လူ9ယောက်သာလျှင်အပြေးတန်၍အင်းဝါသို့ရောက်အောင်ပြန်ပြေးနိုင်ကြသည်ဥပရာဇာသည်လူ3000အားတပ်ဖြတ်ဖမ်းယူလိုက်သောသတင်းကိုကြားသိရလျှင်အံ့ဩသည်မကြေမနက်လည်းဖြစ်ခဲ့သည်ထို့ကြောင့်သူကမုတ်ဆိုးဖို့ကိုထပ်မံ၍တိုက်ခိုက်ရန်စီစဉ်ပြန်သည်သို့သောသူကိုယ်တိုင်ဥမဆောင်နိုင်သည့်အခြေအနေပေါ်ပေါက်ခဲ့သည်နိုင်ငံ၏အောက်ပိုင်းတွင်အခြေအနေမှာစိုးရိမ်လာရသည်ဖြစ်သဖြင့်ဥပရာဇာကအောက်ပိုင်းသို့ဆုံဆင်းသွားရသည်ညီတို့ပင်ဖြစ်စေဒလပန်းအားမြင်း300လူ1000ပေးထားခဲ့ပြီးမုတ်ဆိုးဖို့သာမဟုတ်ရန်ငုပ်ပေါ်သမျှနှိမ့်နှင်းရန်အင်းဝတွင်ထားခဲ့သည်ရင်းတို့ထားခဲ့ရာတွင်စစ်အင်အားဖြင့်စစ်မြင်းကောင်ရီ3000စစ်တီ9500ကိုလည်းဒလပန်းလက်သို့အနှံထားခဲ့သည်မူဆိုးကိုနှိမ်နှင်းရန်အတွက်ဒလပန်းကအစီအစဉ်များပြုလုပ်သည်သူ၏လက်ယုံတက်မှုများကိုအသီးသီးတက်ချနေရာယူစေသည်ရင်းတို့နေရာယူစေရာတွင်မြင်းကောင်ရီ300စစ်တီ9000ဖြင့်ပညာလကွန်းအိမ်ကိုတီတော်ဟင်းသာအရက်၌လည်းကောင်းပညာငအီကိုကြောက်ကအရက်၌လည်းကောင်းပညာပရံကိုအမြင့်မျိုး၌လည်းကောင်းပညာအိမ်နပလာကျော်ဘူးကိုငါးဆိုးစဉ်၄ရွာ၌လည်းကောင်းခင်ဦးစားလက်ရပြန်ချီကိုခင်ဦးအရက်၌လည်းကောင်းအသီးသီးတက်ချရက်နေစေလေသည်လိုအပ်သောစစ်ပြင်ဆင်မှုများကိုလည်းဆောင်ရွက်ထားစေသည်ထို့ပြင်တမိတ်စိတ်ပြဲပိုက်တီဟာအနရဲအဲကန်ကောင်းတို့အားလည်းမြင်းကောင်ရီ300စစ်တီ9000စီပေး၍1114ခုကစုံလာပြီးကျော်တရက်နေ့တွင်အင်းဝမြို့မှစကိုင်းဘက်သို့ကူးစေခဲ့သည်ဟန္တာဝတီမင်းစစ်တီတို့အနေဖြင့်မုတ်ဆိုးပုံများလောက်ကိုအရေးပြုလောက်เสียမရှိဟုသဘောထားကြသည်ထို့ကြောင့်မြောက်ဖက်တလွှားရှိပြီးတက်9တက်နှင့်တပ်ပေါင်း9တက်မြင်းကောင်ရီ2000ခုနှစ်ရာစစ်တီ4000ခွဲများလောက်သာစီစဉ်၍မုတ်ဆိုးဖို့ထိုးစစ်ကိုပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟန္တာဝတီမင်းစစ်တီများစကိုင်းသို့ကူးခဲ့သည့်နေ့တွင်ပင်ဦးအောင်စေရကမြင်းရည်တက်6ကျိတ်8ယောက်ကိုဖွဲ့စည်းသည်ဦးအောင်စေရ၏မြင်းရည်တက်အဖွဲ့တွင်သူ၏သားချင်းများအများပြားပါဝင်ခဲ့သည်ရင်းတို့မှာမရီးတော်ခင်ကောင်းဆန်၏ခင်ပွန်းစီတာမင်းကြီးဦးစည်းစေခေမတော်ခင်နိုင်ဆန်၏ခင်ပွန်းဦးညွန့်ခင်ရွန်းဆန်၏မောင်တော်ဦးအိုးပတွေးတော်မင်းကြီးညိုသူ၏သားဦးဆွေနီးအရီးတော်ခင်ပွန်းဦးပန်းပတွေးတော်မင်းကြီးညိုသူသားဦးနယ်နောင်တော်ကြီးဦးအောင်ဖြိုး၏သားမောင်စံလာပတွေးတော်ဦးထုံမြမရီးတော်၏သားမောင်တွင်ဘာကြီးတော်မင်းညိုတင်၏မြေမောင်စိန်ကုန်ပတွေးတော်ဦးညိုသူတို့ဖြစ်ခဲ့ကြသည်အထူးသဖြင့်မင်းကျော်ပြန်ချီမင်းလှမင်းခေါင်မင်းလှမင်းခေါင်ကျော်မဟာသေနာပတိအကမဟာသေနာပတိတနတ်ဝင်ဘွဲအစင်းစင်9ကြိမ်ပြောင်းလဲရရှိခဲ့သောဦးကောင်းတီရီရွှေတောင်မင်းလှရွှေတောင်မင်းလှမင်းခေါင်တော်ရထားပွဲ4ကြိမ်ရသောဦးတွန်တို့မှာဦးအောင်စေရစစ်ပွဲ၌ပါဝင်ခဲ့သူများဖြစ်ကြသည်ယင်းမြင်းရည်ထက်6ကျိတ်8ယောက်ပြင်အခြားကြည်ရင်ကျုံရင်များမိုးဆိုးပုံမှ၄မျက်နှာမိုင်20-30အတွင်းကြေးရွာ46ရွာရှိရွာကောင်းများကိုလည်းပွဲများပေးကာတွေးစီထားခဲ့သည်ထိုအချိန်ခါတွင်ပင်ဦးအောင်စေရမှလည်းအမိရင်းပြောက်၍အလောင်းမင်းတရားဟူသောပွဲဖြင့်အလိုလိုခေါ်ဝေါ်သမုတ်ခြင်းကိုခံယူခဲ့ရသည်အလောင်းမင်းတရားလက်ထက်တွင်သူရတတိစစ်မစစ်ကိုစစ်စစ်ပြီးမှလက်ရွေးစင်တို့ကိုရွေးချယ်လက်ခံသည်ရင်းတို့တတိကိုစစ်စစ်ရာတွင်လည်းကြောက်မမှန်းလိလိရှိခဲ့သည်သူရတတိစစ်စစ်ပုံမှာအောက်ပါအတိုင်းဖြစ်သည်ကျွမ်းကျင်သူတယောက်ကချွန်ထက်သောလှန်တစင်းကိုလူတယောက်၏လက်ဝါးနှင့်တိုင်း၍ချိန်ရွယ်ထားရသည်သူရတတိကိုအစီစစ်ခံသူကထိုလန်ကျွရှိရာသို့အတင်းပြေးဝင်လာရသည်ရင်းတို့ပြေးဝင်လာရတွင်မျက်စိမမိတ်ရမြည်သည့်ကြောက်ရွံ့သည့်လက္ခဏာများမပြရလှမ်းမှုတက်မှုများကဘေးမှကြည့်ရှု၍တတိခဲများကိုရွေးကောက်မှတ်သားရသည်လှန်သွားကိုအတင်းထိုးသူသည်အသက်ဆုံး၍ထိုးရတော့လဲလှန်သွားနှင့်နီးလျင်ကျွမ်းကျင်သူကလန်ကိုလင်းမြန်စွာဖယ်ပေးခဲ့သည်အကယ်၍ထိုးသူအားသွေးဆုံးလျင်လှန်ကင်သူမှာအပြစ်မကင်းပေသူရတတိစံသက်ပွဲအောင်မြင်သူတို့အားရဲရောင်မြန်မာဝါရဲမြန်မာဟုခေါ်ဆိုကြသည်သူတို့အားလုံးတွင်သူရတတိနှင့်ပြည့်စုံကြသူများဖြစ်ကြသည်ယင်းတို့ဟန္တာဝတီတို့အားခုခံရန်ပြင်ဆင်နေကြကြောင်းကိုယ်တို့ကြားသိရလျင်မုတ်ဆိုးဖို့သည်ငါတို့ကိုအားကိုး၍ဟန္တာဝတီသားတို့ကိုခုခံလေသည်ငါတို့လက်အောက်ခံကြမည်မှာတေချာသည်ဆိုပြီးဖန်ဆီးထားသောစီတာမင်းကြီးကိုအတာတကြီးပြန်ပို့ပေးသည်စီတာမင်းကြီးမှာ
ဦးအောင်စေရမရီးတော်ဤခင်မွန်းဖြစ်၍ဟန်တာဝတီပါမင်းတရားလက်ထက်ကစီသူကျော်ထင်မင်းကြီးကျော်စွာပွဲခံသောအမတ်ကြီးဖြစ်သည်ဦးအောင်စေရဤဗလနန္ဒကျော်စွာမှာမျိုးစားပွဲသာဖြစ်ခဲ့သည်ဆွေတော်မျိုးတော်ဘိုးမူတက်မှုတို့ကိုတစိမ့်နာမည်ခံယူတော်မူပါမည်ကျောင်းလျှောက်ထားကြသဖြင့်အလောင်းမင်းတရားကြီးဟုခေါ်တွင်နှင့်သောတစိမ့်နာမတော်ရှိလေပြီဟုအမိန့်တော်ရှိခဲ့သည်ထိုအခါ၌အလောင်းမင်းတရားဤတက်တော်မှာ38နှစ်အရွယ်ဖြစ်သည်ထိုအချိန်တွင်ပင်မုတ်ဆိုးဖို့ကိုရန်သူတို့ဝိုင်းရန်ထားကြပြီးဖြစ်သည်စကိုင်းဘက်မှချီလာသောရန်သူတပ်များသည်လေးစခန်းနှင့်မုတ်ဆိုးဖို့သို့ရောက်ရှိ၍မြို့ရှိမျက်နှာကတမဆွဲရဲလျက်ပတ်ဝန်းကျင်အထက်ထပ်ဝန်းရံထားနေကြပြီးဖြစ်သည်